လာပါရှင်မေထလက်ပြနေပြန်လဲကျဆုံးပါတယ်ရှေ့ကဲဒီနေ့ဝင်လာတဲ့အလုပ်လေးတွေလာပြီးတော့ပြောပြပေးမှာဖြစ်ပါရှင်နော်အလုံးနေရကတော့ဝိဖဝဒီဘက်မှာရှိပါရှင်အေအလုံးနဲ့လူအကြည့်ရမှာဖြစ်တယ်လာစာကတော့တလောက်ကို15000နိုင်ကလေးရှိတယ်မနောင်ဆိုဒီက900ရမှာဖြစ်ပါရှင်တတိယမိသားစုဝေကတော့2ယောက်ရှိပါရှင်နော်ခွေးရ3កောက်ရှိတယ်လူအိုရဲ့အသက်ကတော့84နှစ်ရှိပါရှင်အဲ့ဒါကြတော့အေအလုံးနဲ့လူကိုကြည့်ရမှာဖြစ်ပါတယ်အလုံးနေရကတော့ဝိဖဝဒီဘက်မှာရှိပါရှင်နောက်တနေရာကြတော့ဘာနာဥဒုဆိုဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့အေလုံးရုံခန်းသက်ရှိဖြစ်ပါရှင်နော်အဲ့ဒါကတော့ရုံခန်းသက်ရှိအသွားပြန်လုပ်ဖြစ်ပါတယ်အလုံးဝချိန်ကမနေ့8နိုင်ကနေညနေ6နိုင်ထိဖြစ်တယ်ရှင်လစာကတော့15000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါရှင်အဲ့ဒါကတော့ဘာနာမှာရုံခန်းသက်ရှိလုံးဝမှာဖြစ်ပါတယ်နောက်တနေ့ကကြတော့ဖထနာကာဘက်မှာရှိပါတယ်အေလုံးနဲ့ခလေးသေးရမှာဖြစ်တယ်တတိကတော့4ယောက်ရှိပါတယ်ရှင်နော်လစာကတော့16000အေလုံးနဲ့ခလေးသေးခလေးကတော့2ယောက်ရှိပါရှင်4နှစ်အရွယ်တယောက်ရှိမယ်6နှစ်အရွယ်တယောက်ရှိပါတယ်လစာကတော့တလောက်ကို16000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါတယ်နောက်တနေ့ကကြတော့ဝါရှာလာဖိုးဘက်မှာရှိပါရှင်နော်အေလုံးနဲ့ခလေးသေးရမှာဖြစ်တယ်တတိက4ယောက်လစာက16000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါတယ်ခလေးက2ယောက်ရှိရပေါ့နော်ခလေးကတနေ့အရွယ်တယောက်ရှိမယ်2နှစ်အရွယ်တယောက်ရှိပါရှင်နောက်တနေ့ကကြတော့လျော်ဘက်မှာရှိပါရှင်အေလုံးပဲဖြစ်ပါတယ်အဲ့ဒါကြတော့နေဘက်မှာသွားနိုင်တဲ့သူအတွက်ပဲစစ်ပြတဲ့တတိက2ယောက်ရှိတယ်ခွေးကတော့4កောက်လစာက12000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါတယ်ရှင်နောက်တနေ့ကကြတော့ဖယားထိုင်းတတိက2ယောက်ပဲရှိရနော်ဒါပေမဲ့ခွေး9កောက်ရှိတယ်အဲ့ဒါကတရိတ်ဆက်ချစ်တဲ့သူအတွက်ပဲစစ်ပြတဲ့နောက်တစ်ခုကတတိအိမ်မှာကတော့လူခါလို့တမတယောက်တော့ရှိထားပြီးသားပေါ့နော်လစာက1000နဲ့1000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါရှင်အလုံးနေရာကတော့ဖယားထိုင်းဘက်မှာရှိတယ်နောက်တနေ့ကကြတော့ဘာကွေတတိက2ယောက်ခွေးရ3កောက်လစာကတလောက်ကို12000နိုင်ကလေးရှိတယ်မနောက်ဆိုအဒီက900ရမှာဖြစ်ပါရှင်ကဲဒီနေ့ဤလာပြောတဲ့အလုပ်တွေကိုစိတ်ဝင်စားတယ်ဆိုရင်ဤတော့အလုပ်ရှောက်ပေးရုံမှာလာစမလို့ရပါတယ်ရှင်